ဖုံးပေကအခုမှထည့်လိုက်တယ်အခုပဲကုန်သွားတယ်ဟုတ်ကဲ့အဲ့လိုမျိုးပြဿနာမျိုးတွေကိုမိတ်ဆွေတို့ကြုံဘူးကြမှာဖြစ်ပါတယ်ဒီကနေ့မှာ MPT အသုံးပြုနေတဲ့မိတ်ဆွေများအတွက်ဖုံးပေဖြတ်တောက်ခြင်းမခံရအောင်ဘယ်လိုပြုလုပ်ရမလဲဆိုတော့မိတ်ဆွေတို့မျှဝေသွားမှာဖြစ်ပါတယ် MPT for you application နဲ့ကိုဝင်လိုက်ပါခင်ဗျာအောက်ဆုံးမှာဝန်ဆောင်မှုဆိုတဲ့နေရာလေးတွေဝင်ရမှာဖြစ်ပါတယ်ဒီနေရာရောက်လာပဲဆိုရင်တော့ကျွန်တော်တို့ရယူထားသောဝန်ဆောင်မှုများဆိုတဲ့နေရာတွေကိုဝင်စစ်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီနေရာတွေကိုဝင်လိုက်ပါဟုတ်ကဲ့ဒီနေရာမှာကျွန်တော်ဒီမှာ subscribe လုပ်ထားတဲ့ဟာတွေရှိပါတယ်ဒါတွေကို unsubscribe ပြန်လုပ်ရမှာဖြစ်ပါတယ် okay button လေးကိုနှိပ်လိုက်ပါခင်ဗျာဒီပုံစံမျိုးဖြစ်မယ်ဆိုရင်တော့အဆင်ပြေသွားပါပြီမိတ်ဆွေတို့ MPT အသုံးပြုတဲ့မိတ်ဆွေများငွေတွေမကြာခဏဖြတ်ခံရတာမျိုးရှိမှဆိုရင်ကျွန်တော်ပြောသလိုပြုလုပ်ထားနိုင်ပါတယ်ဒီနေ့ဖို့ဒီဗီဒီယိုလေးကိုမျှဝေတင်ပြလိုက်ရပါတယ်ခင်ဗျာမိတ်ဆွေများအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေ